ဘယ်အုပ်ချုပ်မှာဒီအုပ်ချုပ်မှာနော်ဟုတ်ဒီအုပ်ချုပ်မှာတက်လာဟုတ်ဒီအုပ်ချုပ်မှာတက်လာဟုတ်ဒီလေနော်ဟုတ်သူကတော့ဒီအားလုံးပဲစုလို့တာတော့အုပ်ချုပ်မှာတက်လာဟုတ်အဲ့ဒါရေးကျောင်းမွဲ့သူနော်ကျောင်းမွဲ့သူနော်တက်လာဟုတ်အဲ့ဒါပြီးတော့ကိုကြီးသေးပါမှာတက်လာဟုတ်ပြီးရတာမလားဟုတ်ဒီမှာအဲ့ဆိုရင်မင်းတို့ကဆက်ကလေးဖွဲ့မင်းတို့အာကြီးဖွဲ့တက်လာဖွဲ့မကွက်ဒီနဲ့ကိုလူကမှတ်ထားတက်လာကိုကျတော့သကဝတ်တောင်းတက်လာသကဝတ်ကိုကျမလေးသကဝတ်တောင်းတက်လာညာလူကိုဖြောင်းမလုပ်မဖြောင်းရင်မလုပ်နဲ့တက်လာအဲ့ဒါဟိုဝေးရာကြီးမပြည့်နဲ့ကတ်လာကြီးဒီမှာတိတ်ခေါ်မှာတက်လာမင်းတို့ကအိမ်ရှင်တွေပြီးတော့အဲ့တယ်ဟုတ်တယ်နော်မင်းတို့လာတဲ့ဒီကိုရန်လူရောက်ကြည့်တယ်ကမတို့မှစိတ်ရုံမရှိဘူးတက်လာတန်းနေတော့ချွေမယ်တက်လာအဲ့ဒါပြီးတော့မင်းတို့ဒီကိုလာမှာအစိုက်တူတယ်ဘောတော့တိတ်နေကြလားဒီမဝတ်တရားဒီမပေါ်နဲ့နောက်တော့မှဆိုအခုဒီနေရာမှာပြောတာကိစ္စမရှိဘူးကိုကြတော့မပေါ်နဲ့ကြလားအေးစစ်တုံးကြောင်းနေဒုံးနေပါတွေကမင်းတို့လည်းနေတယ်ဒုံးနေပါတွေကကြည့်နေရကြလားမကြည့်ကြည့်တယ်မင်းတို့လည်းပြောနေမှာလည်းကြလားအဲ့ဒါကကင်းမပေါ်နဲ့ကြလားမင်းတို့ကလည်းကင်းတရားထုတ်မင်းတို့ကလည်းကင်းတရားထုတ်ကြလားအဲ့ဒါသိကြပြီနော်အဲ့ဆိုရင်မင်းနာကမှုရှိမှတိုက်ပွဲအောင်မြင်လာကြလားမင်းနာကမှုရှိမှကျွန်တော်တို့ကြောက်အောင်နာတွေကိုခဏခွာကြထားပြီးတော့တို့ရွေးချယ်နေတယ်ကြလားတောက်ကြမလို့ကြလားနေနိုင်ရင်စစ်နိုင်တယ်ကြလားဒီအဲ့ဒါရင်တို့ဘာလို့တက်ရှိလဲရှိပါဘူးရှိရင်ရွေးချယ်နေကြလားတို့ကအခုလည်းမနေ့ကလည်းနေနေလူတွေစီးနှမ်းလို့တော့ကြလားချန်နေရကြလားဟိုဘက်ကကိုကုန်းနေမဆိုရင်ဒီကုန်းနေဟိုနဲ့ပြည်နေလို့မကြလားအဲ့ဒါရေးလေကြရနော်ရေးလိုက်ရင်အောက်ဝင်တယ်ဘုရားကြီးကိုယူရဟိုကောင်းတယ်